那波波。ဝိုင်းရည်အတွက်ထင်းခွေစားရတာအစားသားတော့မပြေစုံဘဲနဲ့ဘယ်လိုလုပ်ပြီးနတ်မင်းဆိုတဲ့စာလုံးနဲ့လက်ဖက်မှာလဲ 哦，对，ခုနဆိုတယ်လေငါတို့ကဟိုတီပြန်ပြီးတရားဟောတယ်ဆိုနာမည်မဟုတ်ဘဲနဲ့နာမည်ပြောတဲ့စကားပြောနေရလား ဒါကထိုင်ဖန်ဆွန်တောင်ရဲ့ကျောင်းတိုင်ဖြစ်တဲ့တတိဆရာတော်သင်ပေးထားတာပါ တတိဆရာတော်အတပြင်းနဲ့ပြေဆုံးတဲ့တယောက်ဖြစ်ရမယ်သူဖယ်ရပါနေပါလေဟမ် တောင်ပေါ်လမ်းအတိုင်းတောက်လျှောက်သွား သူလေးဟာငါ့ကိုခဲနဲ့ပေါက်တာအောင်မလေးဟဲ့အော်လက်ဆက်သက်တော့မြောက်ရိုင်းတကာကို ဟင်ကျုပ်ကမြောက်ရဲမဟုတ်ပါဘူးဗျာကျုပ်ကကြောက်မြောက်ပါဆရာတော်ကိုဖုံးမြောက်ဖို့လာတာတဲ့ အော်ဆရာတော်ပြောတဲ့ပညာလာသင်မဲ့သူဆိုတဲ့သူကလက်ဆက်သက်တော့ခမ ्या ကို ဟုတ်တယ် ကဲဒါဆိုရင်ကျွန်တော်နဲ့ဒါလိုက်ခဲ့ပြီးတော့ဆရာတော်ကိုဖူးမြော်ဖို့အတွက် ကောင်းတယ် ကြွဆရာတော်သူရောက်လာပါပြီ 啊，多，多。啊，你在吗？没过，多，多ဆရာတော်ကျွန်တော်ပညာလာသေးလားပါဆရာတော်ကျွန်တော်ပညာလာသေးလားပါ ဘယ်ရက်ကလဲဘာအလုတ်လုတ်လဲ တပည့်တော်ဆရာတော်စီမှာပညာသင်ယူဖို့လာပါပါ တင်ဟာဘယ်ရက်ကလာတယ်လဲ ဆရာတော်တပည့်တော်ကပန်းသီးတောင်ရဲ့ရေတကားကူကပါ မဟုတ်ဖဲနဲ့ရှောက်ပြောနေတယ်မောင်းထုတ်လိုက်ကြ ထွက်သွား ဆရာတော်တပည့်တော်အမှန်တိုင်းပြောတာပါ ပန်းသီးတောင်ဆိုတာပင်လေချတဲ့အရက်ကပဲအသင်ဘယ်လိုလားလဲ တပည့်တော်ကဝါဖောင်းတဲ့ပင်လယ်ကိုဖြတ်ပြီးတော့ခက်ခဲပင်ပန်းစာနဲ့စူးစမ်းပြီးမှဆရာတော်စီရောက်လာတာပါဆရာတော်တပည့်တော်ကိုလက်ခံပေးပါ ဒါဆိုရင်လေတင့်မျိုးရိုးနာမည်ပြော တပည့်တော်ကပန်းတောင်ကနေကွဲထွက်ပြီးမှမွေးဖွားလာတာကြောင့်ဘာမျိုးရိုးမှမရှိပါဘူးဗျ ဩလက်ဆက်သက်တော့ဘိုးမြေကမွေးဖွားတယ်ကိုတင့်ကြည့်ရတာဘိုးဆုံးနဲ့တူလို့မျိုးရိုးကိုဆုံးလို့ယူနာမည်ကိုတော့ဒီလိုမှဟိုခုံဟုတ်လား တင်ပါဗျာဆရာတော်ကကျုပ်ကိုလက်ခံလိုက်ပြီကျုပ်နာမည်ရပြီဆရာတော်ကကျုပ်ကိုလက်ခံလိုက်ပြီဗျကျုပ်နာမည်ကဆုံးကိုခေါ်တယ်ဗျာ ကောင်းကြသွားပြီ
ပြေးပြီကြောက်တပြေးပြီ ဟောဒီမှာချစ်ဟောဒီကောင်ဖမ်းနေတာပဲကွာဒီပါလောက်ပါလေဒီပါလောက်မလို့လေဟာကောင်းတယ်ဟာကောင်းတယ်ကွာ ကောင်းတယ်ကောင်းတယ်ကောင်းတယ် ကောင်းနေနောက်တစ်မျိုးတော့အေး ကောင်းတယ်နောက်တော့ခွက်လောက်နောက်တော့ခွက်လောက် ကောင်းနေနောက်တစ်မျိုး ကောင်းတယ်ကွာ ရှိုးဝဲစမ်းကျဲတဲ့ဒီလောကကြီးထဲမှာအသက်ရှင်တာနဲ့ဒေချင်းဆိုပြီးဒီတန်တရားကြီးထဲမှာတဝဲလေဖြစ်နေတာတရားကိုယုံကြည်ပြီးကျင့်ကြံမှသာဗုဒ္ဓဘုရားဒါမှမဟုတ်နတ်ဖြစ်တဲ့ရှင်သန်ခြင်းတွေ့ရမှာဟုတ်ကောငိမ့်ငိမ့်မီပဲဘာလို့ခုံပေါက်နေတာလဲငါပြောတာနားမထောင်ဘူးလား တပည့်တော်ကကောင်းတာတွေကြားရလို့ဝန်တာလို့ပါဗျာခွင့်လို့တော်မူပါ ငါမင်းကိုယ်ထဲမှာနေတာဘယ်လောက်ကြာပြီလဲဟမ် တပည့်တော်နှစ်တည်းရက်တည်းမသိပါဘူးဗျာမမွန်သေးတယ်ခုနခါတီးရတော့မှတ်မိပါလေဗျာခုနခါတော့ဘိုက်အပြည့်စားလိုက်ရပါတယ်ဗျာ ခွန်းနဲ့မင်းကဘာပညာသင်ကျင်တာလဲ ဆရာတော်သင်ပေးတဲ့ပညာတွေအလုံးကိုတပည့်တော်သိယူပါမယ်ဗျာ ငါမင်းကိုနတ်ဖြစ်ကာတာပေးမယ်မကောင်းမှုတွေကင်းတဲ့ပညာပေါ့ကွာကောင်းလား ဆရာတော်အဲ့ဒါဆိုရင်အသက်ရှင်နိုင်ပါမလား မရဘူး ဒီကရာကကိုတော့အမမခံနိုင်ရင်မသိဘူး ဒါဆိုရင်တရားစာရွတ်နေသင်ပေးမယ်တရားစာတွေအားလုံးရသွားမယ်ကောင်းလား ဒါဆိုအသက်ရှင်နိုင်မလား ရေတဲ့ကလာကိုတဲယူသလိုပဲ ဆရာတော်ကလည်းကျွန်တော်ကအားတယ်ဆရာတော်ပြောတာနားမလည်ဘူးရေထဲကလာကိုဆေးယူတယ်ဆိုတာဘာကိုပြောတာလဲဟင် လာဆိုတာဟိုးအဝေးကကောင်းကင်ပေါ်မှာအရေးကတော့ရေထဲမှာပေါ့မြင်နေတယ်ဆိုပေမဲ့ဆက်ယူလို့မှမရတာဗလာနတ်ထီပေါ့ ဒီလိုဆိုရင်လေတရားသာဆိုတာပင်ကိုအရေးချင်းနေတော့မတိုးတက်နိုင်ဘူးမသိဘူး ဒါဆိုတရားထိုင်တတ်သွားအောင်တရားထိုင်ပြီးသင်ပေးမယ်လေဘယ်လိုလဲ ဒါဆိုအသက်ရှင်နိုင်မလားဟင် မန်တဲ့ကပန်းကိုကြည့်နေတယ်လို့ပဲကူးမရဘူး မသိဘူးတရားထိုင်တာကဒုတ်တိုင်းကိုမိမမဟုတ်ဘူးဗျဆရာတော်တခြားပြောင်းပြောပါလားဟမ် ဟ
ဒီဟူခုံးကတော့ကွာဟိုဟာလည်းမသိချင်းဒီဟာလည်းမသိချင်းနဲ့ဒီချိန်လုံးအစွမ်းကိုပဲမြည်ကြည့်လိုက်တော့နင့်လူမြောက်ကဆရာတော်ကိုအတိုက်ခံလုပ်ရတယ်လို့ ဆရာတော်ဆေးဆိုးသွားပြီဆရာတော်ဆေးဆိုးသွားပြီကြောက်လို့တာဆရာတော်ဆေးဆိုးသွားပြီတရားမနာတော့ မြောက်ကဆရာတော်ဆေးတော်တယ်တော့ကြ တော့ကြမယ်တော့မယ် ဟူခုံးလား ဆရာတော်တပည့်တော်စောင်းနေတာကြာနေပါပြီဗျာ ဟူခုံးဆိုတဲ့အကောင်ရင်းနဲ့နေပြီလေငါအနာဘာလာလို့လဲ ကျွန်တော်ကောင်းကိုလေ၃ချက်ရိုက်ပြီးတော့အလေတကားကိုပိတ်လိုက်တာဟာလေည၃ချက်ဒီအချိန်မှာနောက်တခါကနေဝင်လာပြီးပြကြလာတဲ့မှာလို့ဆရာတော်ပြောခဲ့တာမလားဆရာတော်တပည့်တော်ကိုလေပညာသင်ပေးပါ ဟဲ့တင်ယူခြင်းနဲ့စိတ်ရှိတော့လေတင်ပေးရတာပေါ့ငါစီမှာရုပ်ပြောင်းရုပ်လွဲတဲ့အတတ်ပညာကိုနှစ်မျိုးခွဲထားတယ်တစ်မျိုးက36မျိုးပြောင်းပြီးနောက်တစ်မျိုးက82မျိုးတောင်ပြောင်းတယ်မင်းဘယ်ဟာကိုတင်ယူခြင်းတလဲ ဆရာတော်တပည့်တော်များတာကိုသင်ယူပါမယ်တပည့်တော်ကိုလေ92မျိုးကသင်ပေးပါ ကောင်းပြီဟာ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  ဟူခေါ် ဆရာတော် မင်းအပေါ်ပြန်တာကိုလေ့ကျင့်တာအစင်ပြေသွားပြီလား တပည့်တော်ပြန်ကြည့်ပါမယ်ဗျာကြွန်ကြားပေးတော်မူပါဆရာတော်တပည့်တော်တိမ်ကိုစီးပြီးမြို့ကိုကြော်နေပြီဗျာ ဟာ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 တခါပြန်ရင်2မိုင်3မိုင်နဲ့အမြင့်ပေ450ပဲရှိတယ်ဒါတိမ်ကိုနိုင်တယ်လို့မဆိုဘူးတိမ်ပေါ်တက်နိုင်တယ်လို့ပဲပြောလို့ရတယ် ဟမ်တိမ်ကိုနိုင်တယ် တရက်အတွင်းမှာတောင်4-5လုံးသမုဒ္ဒရာ4-5ခုဓာတွေကိုကြော်နိုင်မှ
တင်ကိုနိုင်တယ်လို့ခေါ်တယ် ဆရာတော်အဲ့ဒီတိတ်ကုန်နိုင်တဲ့ပညာကိုလေသင်ပေးပါ ဟမ်ဒါကတော်တော်ခက်ခဲတယ်အပင်ပန်းလဲတော်တော်ခံရမယ် ဘယ်လောက်ခက်ခက်ပါတပည့်တော်သင်ရမယ် ကောင်းပြီမင်းအခုနမပြန်ခင်ကဂျွန်းထိုးလိုက်တာကိုတွေ့တယ်မင်းကိုဂျွန်းပြစ်တဲ့တိမ်အဖြစ်သင်ပေးမယ် ကျွန်းပြတဲ့တိတ်တွားတာမှမလား ဂျွန်းတစ်ပြစ်ကိုလေမိုင်ပေါင်း3,800ရှိတယ်ကွာ ဟေးဒီမဲ့လာစူးနေနဲ့တွားကြဘူးခေါ်ငါမင်းကိုပညာသင်ပေးတာလူအများရှိမှဖြောပြဖို့မဟုတ်ဘူး ဆရာတော်တပည့်တော်မှားပါလေအပြစ်ပေးပါအပြစ်ပေးပါ ဘာအပြစ်မှမပေးတော့ဘူး ဟုတ် မင်းဒီကထွက်သွား ဟုတ်ကဲ့ဆရာတော်တပည့်တော်ဘယ်ကိုတွားရမှာလဲ မင်းလာရနေရာကိုပြန်လိုက်ပြီတော့ အာဆရာတော်တပည့်ကလေဆရာကျေးဇူးကိုမဆက်ရသေးဘူးလေကျေးဇူးမဆက်ရသေးခင်မပြန်ခိုင်းပါနဲ့ဆရာတော်ရေ ကျေးဇူးဆက်မယ်ဆိုရင်နောင်များအခါတကယ်လို့မင်းပြဿနာတွေလှုပ်လာရင်ဆရာနာမည်ထဲ့မပြောရင်ရပြီဒီကနေ့ကစပြီးမင်းငါတပည့်ပါလို့မပြောရဘူးမင်းကိုထပ်ပြီးတော့မတွေ့တော့ဘူး အာဆရာတော်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 နေခွင့်ပြုပါ နားမလဲသေးဘူးလားမင်းသွားတော့နောက်ဆိုကောင်းမှုများများလုပ်မကောင်းတာကိုမလုပ်နဲ့မဟုတ်ရင်မင်းကိုအလွတ်မပေးဘူး တပည့်တော်မှားပါပြီ အဲ့ဒီကောင်းနေကုန်တက်ပြေး တက်ကောတက်မပြေးသေးနဲ့ကောတက်အကုန်လုံးလိုက်တော့အကုန်လုံးလိုက်တော့မပြေးသေးနဲ့ ဆ
လေးတို့အားလုံးထွက်လာကြအဖေကြီးပြန်လာပြီရှင်မင်းကြီးကျွန်တော်တို့ကမကောင်းဆိုးပါနဲ့အပိုင်သိမ်းသွားတယ်ဗျာဘာပြောလဲကို